တစ်ခုကကျတော့ကျွန်တော်မိုးတဲ့ဘက်မှာမြေပြိုခြင်းလုပ်ငန်းတွေရှိနိုင်တယ်ပေါ့နော်ကျွန်တော်တို့ foundation လောက်ကွက်လှုပ်ဆောင်ပြီးဆိုရင်ကျွန်တော်မြေပြိုမှုတွေက soil test ပေါ့နော် soil ရဲ့ဒီကျွန်တော် settlement ကြောင့်မြေပြိုခြင်းလုပ်ငန်းတွေကရှိတယ်အဲ့အတွက်ကိုမြေမပြိုအောင်ကျွန်တော်တို့တုတ်ရိုက်ခြင်းလုပ်ငန်းတွေတုတ်ဆိုလဲကျွန်တော်တန်များနဲ့သွားမလားရှိပိုင်လို့ပုံစံမျိုးပေါ့နော်ဒီဝက်ကတ်ကားပြီးတော့သွားတဲ့လုပ်ငန်းမျိုးတွေလှုပ်ဆောင်မလားဒါမျိုးတွေကအများကြီးစဉ်းစားရပါတယ်ကြိုတင် plan လုပ်ထားရပါတယ်အဲ့လိုမလုပ်ထားဘူးဆိုရင်ကျွန်တော်မြေပြိုလာပြီဆိုရင်ကျွန်တော်တို့ foundation လောက်ကွက်ကိုလည်းထိခိုက်နိုင်တယ် progress လည်း delay ဖြစ်နိုင်တယ်ပေါ့နော်ပြီးနောက်တစ်ခုက drainage system ပေါ့ကျွန်တော် site တစ်ခုမှာ project တစ်ခုစတော့မယ်ဆိုရင်ဒီ external area မှာဆိုပို့ဆိုးတယ်ပေါ့နော်မိုးရင်းဘက်မှာကျွန်တော် drainage system site ရဲ့ drainage ကိုရေစီးရေလာကောင်းအောင်ရေဘယ်ကနေစီးမလဲရေလာတဲ့ရေကိုကျွန်တော်ဘယ်ရေလွှဲပြီးတော့ diversion ပေးပြီးတော့ဘယ်လိုစွန့်ထုတ်မလဲဒီလိုမျိုးတွေပေါ့နော်ကိုယ့်ရဲ့ကျွန်တော် working area တွေကိုရေတွေဝင်မလာအောင်ဘယ်လိုတားဆီးမှာလဲဘယ်လို diversion ပေးပြီးတော့ drain ကိုလွှဲထားမလဲပြီးနောက်တစ်ခုကမိုးရင်းဘက်မှာကျွန်တော်တို့ရေစုပ်ပတ်နေ submersible ပတ်နေပေါ့နော်ဒါမျိုးတွေကstandby ရော on duty ရောကောင်းနေမှာရမယ်အဲ့လုံးတွေရေစုပ်ပတ်နေကောင်းကောင်းသုံးဖို့လိုအပ်တယ်ပေါ့နော်မိုးရင်းဘက်မှာ concrete လောင်းခြင်းလုပ်ငန်းလှုပ်ဆောင်တော့မယ်ဆိုရင်လည်းအရင်သတိထားရပါတယ်ကျွန်တော် plastic ရှိအလုံးလောက်ရှိရလားပြီးရင်ကျွန်တော်တာပေါ်လင်မိုးကာစပေါ့နော်လောင်းပြီးရင်လည်းချက်ချင်းမိုးရွာလာရင်ရုပ်ယုံကြည်မှုနဲ့အရေးသွေးရင်းခံဟေးပဲ